မင်္ဂလာပါရှင်လိုက်စ TV ရဲ့ဗမာတိုင်းရင်းသားဘာသာအစီအစဉ်ကနေကြိုဆိုပါရရှင်ဖေဖော်ဝါရီ14ရက်နေ့ညနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျွန်မအန်ကူမန်ဂျေလာကနေပြီးတော့တင်ဆက်ပေးပါမယ်KIA တပ်မဟာ17ရှိကူမြို့နယ်တရက်ကုန်းကြီးရွာတွင်ဖေဖော်ဝါရီ13ရက်နေ့အချမ်းတရားတရားတိဖွင့်ပွဲပြုလုပ်ကြောင်းသိရပါတယ်တရက်ကုန်းကြီးရွာရှိပြည်သူတွေကရွာအလေးမှာရေချောင်းချနေတာကြောင့်သွာလာရေးဘိုင်းမှာအခက်အခဲရှိနေပြီး KIO အစိုးရဘက်ကတာဝန်ယူကတရားတိစောက်ပေးတာဖြစ်ကြောင်းလည်းသိရပါတယ်ရှင်တရားကိုလွန်ခဲ့တဲ့2025နှစ်နိုဝင်ဘာလကနေရဲရွာအုပ်ချုပ်ရေးတာဝန်ရှိသူများနဲ့ကော်မတီဝင်များမှတာဝန်ယူကစောက်လုပ်ခဲ့ကြောင်းသိရပါတယ်တလူကြီးကျေးရွာတွင်ဖေဖော်ဝါရီ13ရက်နေ့နေ့လယ်7:00နာရီအချိန်ခန့်တွင်စစ်ကော်မရှင်တပ်မှလေကြောင်းတိုက်ခိုက်မှုပြုလုပ်ကြောင်းသိရပါသည်။ရွာအတွင်းလေကြောင်းဖြင့်ဘုံကျဲတိုက်ခိုက်မှု3ကြိမ်ပြုလုပ်တာကြောင့်2ဦးသေဆုံးပြီးကလေးငယ်2ဦးနှင့်အမျိုးသမီး2ဦးတို့ထိခိုက်ဒဏ်ရာရရှိကြပြီးရွာသားများအုံပြုနေတဲ့ဆက်လက်အချို့လည်းပျက်စီးသွားကြောင်းသိရပါသည်။ဖေဖော်ဝါရီ12ရက်နေ့တွင်လည်းညသကောင်12နာရီအချိန်ခန့်တွင်လည်းစစ်ကော်မရှင်တပ်မှလေကြောင်းဖြင့်ဘုံကျဲတိုက်ခိုက်မှုပြုလုပ်တာကြောင့်ထိခိုက်ဒဏ်ရာရရှိသူများရှိပြီးနေအိမ်များပျက်စီးသွားကြောင်းလည်းသိရပါတယ်ရှင်။ဖေဖော်ဝါရီ13ရက်နေ့မနက်8:00နာရီအချိန်တွင်လည်းဖကန်တမကုံမှာတောင်ပြိုရင်ဂျင်ခါရွာဘတ်တွေလက်နက်ကြီးများဖြင့်ရန်တပ်ပစ်ခတ်မှုများပြုလုပ်တာကြောင့်အသက်9နှစ်အရွယ်ကလေးငယ်2ဦးသေဆုံးပြီး2ဦးထိခိုက်ဒဏ်ရာရရှိကြောင်းလည်းသိရပါတယ်။အင်ဂျန်ယန်မြို့နယ်ပုံဆွေရန်ကျေးရွာတွင်လည်းဖေဖော်ဝါရီ12ရက်နေ့မနက်7:00နာရီအချိန်ကလေရင်ဖြင့်ပုံကျဲတိုက်ခိုက်မှုပြုလုပ်သွားကြောင်းလည်းသိရပါတယ်။စစ်ကော်မရှင်တပ်ဟာအခုတလောကချင်ပြည်နယ်နေရာအနှံ့အပြားတွင်လေကြောင်းတိုက်ခိုက်မှုပုံမပြုလုပ်လာကြောင်းကိုလည်းသိရပါတယ်ရှင်။Kachin State Comprehensive University တက္ကသိုလ်ကျောင်းရဲ့၄ကြိမ်မြောက်ပွဲအနှင်းတပင်ပွဲကိုယနေ့ဖေဖော်ဝါရီ14ရက်နေ့မနက်9:00နာရီတွင်လိုက်စာမြို့တွင်ကျင်းပပြုလုပ်ကြောင်းသိရပါသည်။အဆိုပါခမ်းနားတွင်ပွဲအနှင်းခံယူမိတက္ကသိုလ်ကျောင်းသားကျောင်းသူများကို KIC ဒုဗိုလ်ချုပ်ကြီးဆွမ်လုကွန်မော်မှကျောင်းစင်ကွန်ပျူတာလက်မှတ်နှင့်ပွဲအနှင်းပေးကြောင်းသိရပါသည်။ပွဲအနှင်းခံယူပြီးတော့ကျောင်းသားကျောင်းသူများကိုဒုဗိုလ်ချုပ်ကြီးဆွမ်လုကွန်မော်မှမင်းခွင်ပြောကြားရာတွင် KSU တက္ကသိုလ်ဟာပညာရေးကိုအဓိကထားပြီး Federal Democracy နိုင်ငံသို့တက်လှမ်းနိုင်ရာအတွက်ရည်မှန်းချက်အစအဦးဖြစ်ကြောင်းကိုမှတ်သားထားရန်နှင့်မိမိလူမျိုးတိုင်းပြည်အတွက်အကျိုးပြုနိုင်ရန်နှင့်ငြိမ်းချမ်းသော Federal Democracy နိုင်ငံတော်ရရှိနိုင်ရန်အတွက်မိမိတက်မြောက်ထားသောအတည်ပညာအတတ်ပညာများကိုအသုံးပြုပြီးတန်ဖိုးရှိသောရည်မှန်းချက်ပန်းတိုင်တို့ရောက်ရှိနိုင်ရန်ဆက်လက်ကြိုးစားသွားရန်မင်းခွင်တွင်ပြောကြားသွားပါသည်။ဤပွဲနှင့်တပင်အဆုံးသတ်မှတ်တိုင်တစ်ခုမဟုတ်ပါဘူး Federal Democracy နိုင်ငံတော်တည်ရှိကိုစတင်ချင်းနေရမယ်အစပြုခြင်းတစ်ခုပဲဖြစ်ပါလေတင်တို့အားလုံးဟာကိုကျိုးစွန့်ခြင်းလူမှုအကျိုးပြုခြင်းစီးလုံးညီညွတ်ခြင်းစတဲ့ Federal Democracy ပြည်တော်စုကြီးတည်ဆောက်တဲ့နေရာမှာအရေးပါတဲ့အရောက်စီတိုင်းဖြစ်နေကြပါစေလို့ဆုတောင်းမေတ္တာပို့လိုပါတယ် KSU ဗဒါရဲ့ဆောင်တက္ကသိုလ်ကိုလွန်ခဲ့တော့2020နှစ်မေ30ရက်နေ့မှာစပြီးဖွလေတင်ကြားနေဒီမှာယခုနှစ်2026တွင်၄နှစ်ရှိပြီဖြစ်ပြီးယနေ့ဘက်နှင့်ခံယူသူကျောင်းသားကျောင်းသူအယောက်200ရှိကြောင်းကိုလည်းသိရပါတယ်ရှင်။နားဆင်ခဲ့ကြတော့မိဘပြည်သူများကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။